အဲ့ချီမူရူရုပ်လေးနဲ့ပဲအလုပ်သွားလိုက်ပါဦးမယ် အလုပ်သွားနေပါ ကဲရောက်ပြီဆိုတော့အိမ်မှာလည်း breakfast မစားခဲ့အောင်ဆိုတော့ breakfast စားဖို့အတွက်အရင်ဆိုချိန်ဝင်မယ်ပြီးရင်တော့ breakfast ကသွားယူပါမယ် 那可是不客气懂吗放得好 ကဲတမင်းကြော်လေးရဲ့ကြောက်ကြော်လေးရဲ့ဆော့ဆက်ရဲ့နော်နှုတ်လေးရဲ့လီမိုတီရဲ့ယူလာပါတယ်ပထမဆုံးရေလေးတောက်ပြီးတော့စားလိုက်ပါအောင်မယ်ရှင်တငယ်ချင်းလေးလည်းစောက်ရင်းနဲ့ကဲစားလို့ပြီးပြီဆိုရင်တော့အချူတဲလိုက်ပါအောင်မယ်ကွယ်啥的抽奖 ဘုတငယ်ချင်းလေးတွေလည်းပေါ့နော်တယောက်ပြီးတယောက်ရလာတော့စကားလေးတွေပြောလေးလေးဖုတ်ရင်းနဲ့လိမ်မတီးလေးစားလိုက်ပါတယ် Actually, yesterday I have 3 checkout. One checkout is extended, but that one is friendly. Too much different stuff. စားလို့ပြီးပြီဆိုရင်တော့အမိုက်လေးတွေပြပြီးတော့ကျမအလုံးဝင်มาတော့မယ်အားလုံး bye bye